လူဟာလေဒီလိုမျိုးတော်တော်များများဆုံးရှုံးတဲ့လူကိုကြည့်ရင်ကိုထင်းကတင်ရွှေနန်းသူပြချက်ထင်းကကိုတစ်ချက်ကောင်းတွေ့ပြီဆိုဂျန်တဲ့အရာကိုတတိမမူမိတာအဲ့လိုမမူမိလို့ရှုံးတာများတယ်ကြောက်ကများသောအဖြစ်ကြောက်ကိုဆိုကြပါစို့နော်ကျွန်တော်ကနေပြီးမှအခုမင်းတို့ကြောက်ကိုကြည့်မယ်မင်းတို့ကြောက်တုံးဝယ်လာမယ်ဝယ်လာကြောက်ကိုဆရာကကြည့်ပေးမယ်ဆရာကြည့်ပေးတဲ့အခါမှာအဲ့ဒါဆရာပတ်စံနဲ့ဝယ်ခဲ့တာမဟုတ်ဘူးရှုံးရှင်ရှုံးမြတ်ချင်မြတ်ဆရာအတွက်ဘာမှထိခိုက်မှုမရှိဘူးဆိုတဲ့သဘောတဘာကိုနဲ့မပတ်တဲ့ဥဖြစ်နေအဲ့ကြောက်ကငါတပည့်ကဝယ်ခဲ့တဲ့ကြောက်ဖြစ်လို့ဆိုတဲ့နဲ့မပတ်တဲ့ဘူးမပတ်တဲ့အခါမှာကျွန်တော်မှာလောဘကင်းတယ်ဒေါသလည်းကင်းတယ်အဲ့ဒီကြောက်ရဲ့ပုံမှာကျွန်တော်မောဟကင်းတယ်လောဘဒေါသမောဟကင်းမှကြောက်ကိုကြည့်တဲ့အခါမှာသူ့ရဲ့အမြင်မှန်ကိုကျွန်တော်ကောင်းကောင်းမြင်ရတယ်လောဘဒေါသမကင်းမနဲ့ကြည့်ပြီဆိုရင်မင်းအဲ့ဒီမှာဝါပြီဆိုကြပါစို့ကြောက်တစ်ခုကိုကျွန်တော်ရဲ့ကြောက်အခုမင်းရဲ့ကြောက်ကိုကျွန်တော်တုတ်တက်တဲ့အခါမှာဆိုရင်ကောင်းကောင်းငါတပည့်ကြီးဒီကြောက်ကဘယ်လိုမျိုးဆိုအတိအကျပြောနိုင်တယ်ကွက်ကွင်းမြင်ရချင်းအကြောင်းဟာအဲ့ဒီကြောက်ရဲ့ပုံမှာကျွန်တော်ခဏပြောတဲ့လောဘဒေါသမောဟကင်းထားလို့အဲ့လိုမဟုတ်ဘဲနဲ့အဲ့ကြောက်ပေါ်မှာကျွန်တော်ရဲ့ကြောက်ဆိုတဲ့ကိုဒီကြောက်ဖြစ်လာရင်ဆိုတဲ့လောဘစိတ်ဟာကျွန်တော်ကိုအများကြီးကျွန်တော်ရဲ့အသိပညာကိုမျက်လုံးကိုအများကြီးဝါသွားစေပြီကြောက်ကကွာကိုထင်လို့မဖြစ်ရချင်းလားဆိုမှသူ့ပေါ်မှာအများကြီးစိတ်ဆိုရင်တဘောကဒါကြောင့်မို့ကိုကြောက်ကိုကြည့်ရင်ဘလောက်ဆရာကြီးဖြစ်ဖြစ်အဲ့လူဟာမတတ်တယ်ဘာကြောင့်မို့အဲ့လိုမတတ်လဲဆိုရင်ကြောက်ပေါ်မှာကျွန်တော်တို့မနေ့တုန်းကငါတို့တပည့်စိုးနေတဲ့စကားပြောပြတယ်တမန်တိုင်းကားထဲမှာတယောက်တိုင်းချနေပြီမင်းဘေးကနေကြည့်တယ်ရံဖြစ်နေတာသူတို့နှစ်ယောက်ပဲလေအဲ့လိုများထိုးလို့ရှိရင်အဲ့လိုကာလိုက်ပါလားလွယ်လွယ်လေးပဲလေမင်းကြည့်ရင်မင်းကိုယ်တည်းသူနဲ့ရံဖြစ်နေပြီဆိုရင်မင်းဒေါသတွေအကြောင်းမို့တမန်လည်းတီးတယ်မင်းမမြင်တော့သူဘာလုပ်နေလဲဆိုမမြင်တော့ဘူးဘေးကနေမှအေးစစ်ထိုင်ကြည့်တဲ့ကောင်ကအကုန်မြင်ရတယ်ဒီတဘောပဲဒါကြောင့်မို့ကြောက်ရဲ့ level မှာတကယ်မြင့်သွားပြီဆိုအဲ့ဒီအကြောက်ကိုလေတကယ်ကိုကြောက်သမားစစ်ပုံစံမျိုးလိုချင်တတ်မြင့်မှုကိုရှော့ပြီးမှကြည့်နိုင်တယ်ဆိုရင်မင်းအဲ့ဒီကြောက်ကမင်းကိုစကားတွေအများကြီးပြောပြီးမင်းတို့မားခဲ့တဲ့အကြောင်းကလေဒါလေးဝဲမှငါဘာတော်လို့ရှိရင်တော့ဒီကြောက်ကဘာဖြစ်လာမယ်ဆိုတဲ့အတွေးဝင်တာနဲ့ဖတ်ဆိုအမှတန်တဲ့အရာတွေကမင်းကိုအမောင်ဖုံးသွားစေတာတပည့်တို့ကြီးမမိန်နဲ့